Hello. Hello everyone. Chu vlog ကနေကြိုဆိုပါတယ်ဒီနေ့ကတော့ love ဘလာမပါကန်ဆမ်းမဲလေးကိုဖောက်ပြမှာပဲဖြစ်ပါတယ်သူကကြတော့ဘူးရည်တက်တွေအများကြီးပဲ Hello Kitty ပုံလေးနဲ့ Shit. Say. 30ပါခု20အဲ့ဒါတယောက်ကို10ပေါ့ ဒါတော့ဒီမှာရေးပေးထားပါတယ်ဒီမှာ1000ကျန်9000ကျန်1000ကျန်900ကျန်200ကျန်100ကျန်မိသားကန်ဆယ်မယ်နေထည့်ပေးထားရလို့ပြောတာပဲ နောက်ပြီးကြရင်တော့ ပါတင်မပါတာပေါ့နော် ပါတယ်အဲ့ဒါနဲ့တမျိုးလေးရွေးလို့ သူ့ရေးထားလို့နော် Okay ကဲရလေးရပါမယ် Hello Kitty ပြပြလေးဟဲ့အားရော ဘာရေး ကောင်းစီကွန်း အောင်စီကွန်း ကောင်းစီကွန်း ဘာတမ်းမကြောက်ပတ်စံဖြစ်လိုက် ဘာလည်းမကြဘူး ပတ်စံမစကူဘာရေးတော့အော်ဘာများလဲလို့ခါတော့လက်ပတ်ပဲမလို့လက်ပတ် ပါ ဒါမှလည်းလို့မရသေးဘူးအော်ဟောကတ်တဲ့ဟာပဲအော်စပင်ကတ်တဲ့ဟာဒီမှာကတ်လို့ရတယ်ဒီမှာ ဩကလေးလား ကလေးနဲ့မဟုတ်လေသူစပင်ရဲ့ဒီဟာဟိုဟာပါတယ်လေညီရဲ့ဟာပါတော့အဲ့ဟာလေဒီမှာလာသွားအဲ့တော့ခုထပ်ပေါက်မယ်အသားမတော့မကြောက်အသားမမကြောက်ဘာလေးဖြစ်မလဲတော့မသိဘာလေးဖြစ်မလဲတော့မသိဘူးအော်လာဘူးလေးလာဘူးကက်ခွာလေးပဲ အဲလာဘူးကခေါ်လေး စစ်စရာလေးကြီးလေး ဒီဒီကန်ထဲကျချူကလေးပါဟဲ့အိုးတူပဲလာဘူးကခေါ်လေးပတ်စံမပါလေး လာဘူးကက်ခွာလေးပဲအဲ့နောက်ခုထပ်ပေါက်မယ်ဒီမှာချူလဲလာဘူးကက်ခွာပဲနှစ်ခုရှိသွားလာဘူးကက်ခွာလေးအဲ့ဒါပါလဲလို့ဒါလည်းခုနဟာပဲထင်တယ်ဒီလိုမျိုးထုတ်ထား လက်ပါ ဒီလက်ပတ်တွေပဲလက်နှစ်ခုစီမှာကျုံလက်ပတ်ခုနလဲဟိုကလက်ပတ်တွေပဲလက်ပတ်ပြန်ပြန် ကောင်းစီဝင်လေးပဲရှိတယ် လက် အခုမှပါ ချူလို့ချူဖောက်ဖိုင်တော့လက်ပတ်ဖြစ်ဖို့များအဲ့လိုထုတ်ထားဟုတ်လား ဟုတ်တယ် 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 လက်ပတ်တွေပဲကျုံဒီလိုဟာတွေပဲဘာမှအသုံးမဝင်နောက်တစ်ခု လေးပြီးတော့ ပတ်စံ တစ်ထောင်တလား ထောင်းတောင်းလည်းမဟုတ်ထောင်းပတ်စံထောင်း ကဲချူကလေးပါပတ်စံပြာ အဲ့ဒါ200ဒီလေးဒီမှာစိမ်းအောင်လေ လာလာအဲလာချူကလေးကဲဒါလေးပါအိုး အပြာလေးထပ်ပါ အောင်မအပြာလေးကဲ အဲ့ဒါဒါလေးတစ်ခုထပ်ပါမယ်နော်ဒါလေးပါဖြစ်မလဲအော်လာဘူးကခွာပဲလာဘူးကခွာလေးပဲပေါ့ တနေ့တော့နဲ့တူလား တူတူပဲ ခုနကတော့ချူပေါက် ဒီ တာ မှာဒီလိုဟာလေးဒီမှာလာဘူးဒါပဲ တော့ရဆိုတော့ရမယ်ဆက်ကဲအစံဖြစ်ပေါ်များလောက်တယ်ဒီမှာဆိုတောင်ဆက်မအဲ့မဟုတ်ရင်းတာ လက်ပတ်တွေပဲထည့်ပေးနေတော့ဒီမှာကြီးဒီမှာဒါလေးလက်ပတ်ပဲခုနကလက်ပတ်ပဲတူတူပဲအဲ့လက်ပတ်တွေပဲ လက်ခါဒီရကြတော့ဒီမျိုးဖိနာအစစ်စစ်ပါတော့ဒီကကျတတိုင်းဆန်းဆန်းလေးနဲ့ဟုတ် အဲ့ဒါလည်းဒီမှာဒီဟာပဲခေါင်းအဲ့ကတ်တဲ့ဟာတွေပဲခေါင်းစီကျိုးတွေပဲအဲ့ဒီမှာခေါင်းစီကျိုးတွေပဲအများကြီးပဲမကျိုးဒါနဲ့အဲ့တော့ဒီမှာနောက်ဆုံးတစ်ခုပဲကျန်တော့နောက်ဆုံးတစ်ခုလိုက်တော့မယ်နောက်ဆုံးတစ်ခုကဘာဖြစ်မလဲနောက်ဆုံးတစ်ခုကဘာမှမထည့်ဘူးဘာမှမထည့်ဘူးတော့အော်ထည့်တယ်ဒီမှာ ဘလာမပါ လက်စုပ်ကွန်းလေးဒီလက်စုပ်ကွန်းလေးဒီမှာလက်စုပ်ကွ ကော န်း င်း လေး စီချိုး လက်စုပ်ကွင်းတွေပဲမကောင်းစီကျိုးဒါဆိုလက်ပတ်တွေပဲကောင်းစီကျိုးရယ်ဒါလေးရယ်ဒီမှာပတ်စံ တော့ထောက်နေရရပါတယ် ဒါပြီးနှုတ်ဆက်လိုက်တော့ ကဲ
ချူရဲ့ဗီဒီယိုလေးကိုအစနေအဆုံးထိကြည့်ပြီးသွားရဆိုရင်လည်း like and subscribe လုပ်ပေးကြပါအောင်နော်အဲ့တော့ bye 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 bye